လေးပြည့်တယ်ဆိုတာအလွန်အားကောင်းတဲ့အာယုံစူးတိုက်မှုတိတ်ဆိတ်မှုတို့လိုအပ်ပါစင်င်းဖြစ်ပြီဤတော့လေးပြည့်တယ်ဆိုတာကစိတ်ရှည်ရမယ် chop chop ဒါငါတော့နဲ့ငါလူတွေပဲလူတော်မင်းတို့အကုန်လုံးစင်ပြေကြရလားငါ့စကားပြောပါဦးတခုပြောပါဦးလူတော့ကဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ဘူးဟုတ်လားတူအောင်နေရဲကွာမင်းတို့မကြားကြဘူးလားဘလော့ရူဒေါ့တက်ကလဲလာချိန်ပေးတယ်ဟုတ်ကဲ့လောချိန်ရောက်ပြီအိုးတော်ရမယ်နော်နောက်ချမယ်ကျွန်တော်တို့တာတော်တယ်မလားဆရာကျွန်တော်တို့တာတော်တယ်လို့ပြောပါဒါပေမဲ့နောက်တစ်ခါကြာရင်မင်းသူတို့ကိုစီးစီးညံ့ညံ့ကြည့်အောင်အမုန်းချေပြည့်ဒီလုံးအမုန်းရင်သူတို့ထက်လာလိမ့်မယ်။အိုးအကြံကောင်းပဲဆရာ။စီးညံ့ကြည့်အောင်အမုန်းချေပြမယ်။စီးညံ့ကြည့်အောင်အမုန်းချေပြဒါတွေကဘာအတွက်လဲစောက်ပါဦးဝေါငါအိမ်ဝင်ငါတစ်ကလေးကိုနှုတ်ဆက်လိုက်ကြပါဦးငါကောင်လေးလို့ခေါ်ပါနင် online ကနေမှာခဲ့တာမဟုတ်လားမဟုတ်ဘူးဒါလုံးဝမတူဘူးပြင်လေရင်ကြီးသူပတ်ပြင်းနေအိမ်ဝင်ပြုလုပ်သူတို့စီကနေကြော်တရားအိမ်ဝင်ငါတငယ်ချင်းလေးမွေးလိုက်ပါတွေ့လား तू ကငါတကောင်ပဲ तू ကပျော်တတ်တယ်နောက်ပြီးတော့ तू ကငါအကောင်းဆုံးတငယ်ချင်းပဲဤတို့မင်းငါမွေးတာငါမြင်နေကွာဟုတ်ပါတယ် तू ကကျွန်တော်ရဲ့လေ့ကျင့်ရေးအတွက်ပတ်နဲ့လက်ထောက်နေညာဖြစ်မှာပါကျွန်တော်တို့အရန်ပျော်စရာကောင်းမှာပါကောင်းပြီကွာဒါကပျော်စရာကောင်းပါတယ်ဤတို့ဒါပေမဲ့အမှတ်ထားပါကွာအိမ်မက်ထရစ်ဆာဆိုတာကကြီးမားတောင်းတစ်ခုပဲနော်မင်းသူနဲ့ကစားရမယ်မင်းသူ့ကိုဆော့ရှော့ရမယ်သူ့အတန်ရှင်းလုပ်ပေးရမယ်ကွာကစားမယ်ကျူးဆိုင်မယ်တန်ရှင်းပေးမယ်နားလဲပါပြီကျွန်တော်ကစားရနေစားမယ်ဟိုးအိမ်မွေးတိုက်ဆက်လေးတစ်ကောင်ရှိတာအကောင်းဆုံးပဲမင်းတကယ်နေရကောင်လေးကိုပိုင်ဆိုင်ခဲ့ရတာပဲငါငယ်လေးအဲ့ရဝင်ချင်ရောက်ပြီနော်ငါကောင်လေးငါလေးမင်းမမလေးငါတို့သူ့စိတ်ကုန်နေပြီဒါမဲ့ तू ကပူတူတူလေးပဲရှိနေတာ哦အိုးထုတ်ကဒီရောက်နေတာ哦ဆရာကြီးအင်နဂီပြောတာကစားပေးမယ်နောက်ပြီးတန်ရှင်းလုပ်ပေးရမယ်ဟုတ်တယ်သူ့ကိုကျိုးနေချီပြီးထိန်းတာမဟုတ်ရင်တော့သူ့ကိုထွက်တော့ခိုင်းဟေးအာယိုဝေါ तू စကားပြောတတ်တယ်ကွာနောက်ပြီး तू ပထမဆုံးစကားလုံးကအာရိုးတဲ့ငါပဲလေနင်းနေချာအိပ်ပါကောင်လေးထာဝရတငယ်ချင်းတွေနော်ဟုတ်ပြီငါအိမ်မွေးရေးစံလေးနဲ့နေတက်ကိုရောက်ပြီမင်းအိပ်ရတာဘလို့နေလဲကောင်လေးတော်တော်ဆိုးဆိုးပဲကွာငါဒူလာယောဂပြန်ဖြစ်နေပြီထင်တယ်မင်းကဘာတူလဲငါကောင်လေးပဲမှာလေဒီမှာလေပြိုးတော့ပြီးကြလို့ကျေးဇူးတင်ပါတယ်ငါ့ကိုခုငါးကောင်ကြီးလို့ခေါ်တော့မင်းခေါ်မလားဟိုဒီနေ့နင်အမွေးသိဆက်လေးနဲ့ကစားရတာပျော်စရာကောင်းလိမ့်မယ်လို့မျှော်လင့်ပါတယ်အီရိုဟုတ်တယ်တန်ရှင်းလို့နော်ဒီကောင်ကျွေးလို့ကျေးဇူးပဲနော်ရပါတယ်ဟေးငါကောင်ကြီးမင်းကညာတွင်ချင်းကြည့်ကြတာဆိုတော့မနှက်ပြန်ကြရင်မင်းကမရှိတော့ဘူးပေါ့ဟုတ်လားဆဲပူပါလားယောငါကြီးကနှစ်ပေါင်းထောင်နဲ့ချီနေနိုင်ပါတယ်ငါတို့ကအရွယ်ရောက်တာမြန်တာပါပဲထောင်ရတကယ်ချင်းတွေနော်ဟုတ်ပြီကွာလေကြီးကဆင်းရတော့မယ်အစိမ်းမရှိနဲ့တော့ငါကောင်ကြီးငါသွားတော့မယ်စားကောင်းပါစေဟုတ်ပြီကွာငါပြန်လာပြီ
အီရိုမင်းဒီနေ့တင်တဲ့ခွင့်ယူထားရမလို့မအိမ်မွေးရဆန်လေးကိုတွားကျူးဆိုင်နိုင်တယ်နော် ဒါပေမဲ့ဆရာကြီးအင်နိုကီသူ့ကိုရွယ်ရောက်နေပြီသူ့ဘာသာဂယူဆိုင်တက်နေပြီ အီရိုမင်းသူနဲ့နေထိုင်တဲ့ကာလပတ်လုံးကမင်းသူ့ကိုဆောင်းရှောက်ရမယ်လေ ဒါဆိုရင်ဘယ်လိုလုံးချော့ကောင်ဖြစ်လာမှာတော့မလဲ ချော့ကောင်တယောက်ဆိုတာကတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့ကြေပွန်ဆောင်ရတယ်အီရိုက ဟေးငါကောင်ကြီးမင်းပိုကြီးတဲ့ပိုကောင်းတဲ့အိမ်ကြီးလုံးပြောင်းနေရမယ်ဆိုဘယ်လိုလဲဒီတော့မင်းဘယ်လိုထင်လဲ ကောင်းတော့ကောင်းပါလေဒါပေမဲ့ဒီနေရာမင်းနေတဲ့နေရာနဲ့ရန်ဝေးနေတယ်မဟုတ်ဘူးလားကွာ မင်းလေးချင်းရေးတင်တန်းကြောင်းကိုမင်းလက်လေချင်းတဲ့အချိန်လက်လေလို့ရပါတယ်ကွာနောက်မှတွေ့ရတကယ်ချင်းထားရတကယ်ချင်းတော့ သူမလို့ရတော့ဘူးဆိုတာငါးကောင်ကြီးသိပါတယ်ကြည့်ပါဦးတငယ်ချင်းတယောက်တော့ရနေပြီပဲဘယ်လောက်တော့ချစ်စရာကောင်းလိုက်လေတို့ဖန်ဟိုလေနို့ငါးကောင်ကြီးအီရိုနဲ့အခင်ဆုံးတငယ်ချင်းတွေဟုတ်တယ်မလားဒါဆိုမင်းမရွေးချယ်စရာနှစ်ခုရှိတယ်ငါတို့တွေမင်းကိုစစ်စစ်ကြည့်အောင်အမုတ်ချေလဲရမလားဒါမှမဟုတ်ကျွန်တော်နောက်တစ်ခုရွေးမယ်လေပညာရှိရွေးချယ်မှုပဲကွန်မန်တာရဲ့နေကြကင်းမဲ့ဆောင်ကနေကြိုးဆိုပါရဲ့အထူးသဖြင့်တဘာဝလူပစ္စည်းတွေကိုဖျက်ဆီးနေကြတယ်ဂေယတပ်ဖွဲ့သုံးဖို့ငါမကြိုက်တဲ့အရာတွေပေါ့ ဟုတ်ပြီငါပြန်လာပြီ ငါးကောင်ကြီးပြမလဲ သူထွက်သွားပြီ ထွက်သွားတယ် ဟုတ်တယ်သူကတော့သူအပြီးထွက်သွားတာသူကဘာကြီးကိုမြင်လို့တဲ့ကျွန်တော်အခုတောင်းအားတင်တဲ့အတွက်အေးစိတ်ဖြစ်ပြီပေါ့ ပြီးပါပြီကွာသူဘောထွက်သွားတယ်ဆိုတာကသိလိုက်ရတော့ကဝမ်းသာပါတယ်ကွာသူ့ဘွားကဒုက္ခရောက်နေတဲ့အချိန်မှာနေညာဆိုးလေးကတောထဲမှာသူ့ဆွမြစ်ခဲ့ပါတယ်တဲ့ဒါပေမဲ့မင်းကတော့မင်းရဲ့တောင်ဝင်တွေကိုယူသလိုမျိုးတကယ်ချော့ချော့တယောက်လိုပြစ်မှုဆောင်ရွက်ခဲ့ရတာပဲကွာဟုတ်တယ်မလား ဟုတ်ပါတယ်ကျွန်တော်ပြန်လာခဲ့မယ်နော် သူ့နောက်ကိုလိုက်ကြတော့ ဟုတ်ကဲ့လိုက်ပါမယ်ဗျ ဟုတ်ကဲ့ ဟမ်ဘလာငါဘာလုပ်လိုက်ပြီလဲလာပြီငါကောင်ကြီးရေကျွန်တော်ကခမရဲ့ ego တက်ဖွဲ့တစ်စိတ်တစ်ပိုင်းလို့ထင်ခဲ့တာဗျဟုတ်တယ်လေနောက်ပြီးတော့မင်းရဲ့ပထမဦးဆုံးမရှင်ကနင်ဂျာတွေစီးစင်းညက်ကြည့်အောင်လုပ်ချင်းပဲ ငါကောင်ကြီးငါမားသွားတယ် အော်မြန်လိုက်တာမင်းကဖြက်စီးရဲ့နေရာမှာတော့တယ်ဖာမင်းဘာလုပ်ရမလဲဆိုတော့သိရနော် ဟုတ်ကဲ့တီးပါတယ်ဖူးဖူးကြီးနဲ့ကြည့်အောင်လုပ်ဖို့ပါ ဟာဟာဟာငါကောင်ကြီးကငါအိမ်ဝေးလေးဆက်နေငါတကယ်ချင်းပဲ तू ကငါတောင်းအောင်ပဲမာမင်းငါတယ်လီမာမင်းမဟုတ်မင်း ထွက်လာခဲ့ငါကောင်ကြီး ဆရာကျွန်တော်နေလို့မကောင်းဘူးအိုးမဖြစ်ဘူးငါဆိုးတာလှုပ်လိုက်မိပြီကျွန်တော်တောင်းမပါတယ်ဆရာကြီးကျေးဇူးတင်ပါတယ်ငါကောင်ကြီးမင်းဘယ်ကိုသွားနေရလဲမင်းကငါအပိုင်လေမင်းတော့ရွေးချယ်မှုတစ်ခုကိုရွေးချယ်ခဲ့ရလေငါလို့လာမလုံးနဲ့နော်မင်းသစ္စာဖောင်းမှုတဲ့မင်းပြန်ပေးဆက်ရမယ်ငါကောင်ကြီးလောက်သူ့ကိုငါအမုန်းချိတ်ရှင်တဲ့ ego blacklist ဒါမှမဟုတ်အကြောင်းမျိုးကြောင့်မကြိုက်တဲ့သူစင်းနဲ့ထည့်ထားလိုက် အီရိုမင်းကောင်းကောင်းလုပ်ခဲ့တာပဲကွာမင်းအမေရိကန်ကောင်းကောင်းဆုံးရှုံးသွားတာဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ကွာဒါပေမဲ့မင်းတငယ်ချင်းတယောက်ကတော့ရရှိခဲ့တယ်နော် ငါးကောင်ကြီးဘေးကင်းပြီးတော့လေ့ကျင့်ရေးတင်တန်းကျောင်းမှာမနေတော့တာငါအယံဝမ်းတာတယ် ငါဟုတ်ပဲ तू လေးကြီးတင်တန်းကြောင်းကဆက်ပြီးမနေတော့တာခြုံငုံပြောရရင်ငါလည်းဝမ်းသာပါတယ်